ဒီနေ့ကျမမှထားတဲ့စာအုပ်တွေရောက်လာတဲ့အတွက်အားလုံးကိုအပေါင်းစင်းလို့ပြမှာဖြစ်ပါတယ်။ထောက်ကတော့အကြီးကြီးပဲ။ဘာစာအုပ်တွေပါမယ်ဆိုတာကိုလူကြည့်လိုက်ရအောင်နော်။ Let's go ။ကျမမှသူများရေးလိုမျိုးဓာတ်မရှိရတဲ့ကြောင့်မို့လို့ကက်ကြီးနေပဲအပေါင်းစင်းလို့ပြမှာဖြစ်ပါတယ်။ဒီကဲတော့ဒီစာအုပ်ရဲ့ပိုင်ရှင်ကကျမလုံးဝမဟုတ်ပါဘူး။ My sister ဖြစ်ပါတယ်။သူ့ရဲ့စာအုပ်တွေကိုကျမကအပေါင်းစင်းလို့ဖြစ်ပါတယ်။ plastic ခွာပြီးပြီဆိုတော့ကျန်တဲ့စက်ကူတွေကိုတော့ဒီတိုင်းပဲဖြည့်လိုက်တော့မယ်နော်။အခုဆိုစာအုပ်တွေတွေ့နေရပါပြီ။ဒီလိုမျိုး book လေးတွေပါကျမအရင်ကြိုက်ဒီလိုအများကြီးထည့်ပေးရတဲ့ juice အများကြီးတင်ပါတယ်ရှင်။အရင်လှ။ကဲဒါပြီးရင်တော့စာအုပ်တွေကိုကြည့်လိုက်ရအောင်။အရင်တော့ဆီမကျူရဲ့မရှိမဖြစ်မှုစာအုပ်စာပေါက်ကကျမ ebook ဖတ်ပြီးသွားတဲ့အတိုင်းပဲထပ်ပြီးတော့ဖတ်ချင်လို့ထပ်မှလိုက်တာဒီစာလည်းတူပဲအရင်ကြိုက်ဒီကတော့ခုမှ first time ဖတ်မဲ့စာအုပ်ပါဒီလက်ကျန်လာအောင်စာအုပ်ဆိုအရင်ကြိုက်ဖတ်ပြီးသွားမှ3កောင်းလောက်ရှိပြီဒီဟာဆိုလည်းဖတ်ပြီးသွားပြီမှကျမစာအုပ်နဲ့ဖတ်ချင်လို့ထပ်မှလိုက်တာပါဒီကတော့လောက first time ဖတ်မဲ့စာအုပ်ပေါ့နော်လောကကဲစာအုပ်တွေရောက်လာပြီဆိုတော့ကျမတော့ဝကြည့်ဖတ်ပါတော့မယ်ရှိပြီတော့ကျေးဇူးအများကြီးတင်ပါတယ် bye bye